note လောက်ထားစေချင်တာပေါ့နော်အခုဒီမှာ तू ကပါလဲဆိုလို့ရှိရင်အခုနောက်ပိုင်းမှာကျတော့စင်ကာပူကိုရွေးချယ်ကြတဲ့အကြောင်းရင်းတွေပေါ့နော်ရွေးချယ်တဲ့အချိန်မှာ तू ကဘာကြောင့်မို့လို့ရွေးချယ်ရလဲဆိုတော့အကြောင်းရင်းတွေဒါចောင်းသားတွေစီကနေရတဲ့ feedback တွေရောအခုလက်ရှိစင်ကာပူကနိုင်ငံတကာမှာရပ်တည်နေတဲ့သူ့ရဲ့ standard တစ်ခုပေါ့နော်အဲ့တော့တကပါလဲဆိုလို့ရှင်စင်ကာပူဒီ Asian နိုင်ငံမှာဆိုလို့ရှင် academic အရန်ကောင်းတယ်living standard အရန်မြင့်တယ်ပေါ့နော်အဲ့တော့ကိုကသွားပြီဆိုလို့ရှိရင်သူများနဲ့တန်းတူကိုနေနိုင်တယ်ကျောင်းတက်တာလဲနောက်တစ်ခုကကြတော့ဒါကျောင်းသားတွေလည်း knowledge ရှိပြီးသားပါ safe အရန်ဖြစ်တယ်သွားလာတာ crime ကလုံးဝမရှိသလောက်နေပါတယ်မဟုတ်တာလုပ်လို့မရဘူးပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့သူကစင်မှာအငယ်ကြီးအစားပေါ့ကိုက safe ဖြစ်နေတက်လို့ရတယ်ဆိုတော့ဒီ security တွေသူတို့ရဲ့အားတွေကအရင်အမားတို့နဲ့တိတ်မကွာဆိုတော့အဲ့ဒါလေးလည်းတခုပေါ့နော်ဒီ culture တွေအစားအသောက်တွေထူးသဖြင့်ခြားနိုင်ငံသွားပြီဆိုအစားအသောက်တွေကိုတခြားလူတွေနဲ့ပြောဆိုဆက်ဆံတာတွေကသူတို့လည်း Asian ပဲကိုလည်း Asian ပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ culture shock တိတ်မဖြစ်ဘူးပေါ့နော်နောက်တစ်ခုကအကြောင်းစင်ကာပူကအခုနောက်ပိုင်း stepping stone အနေနဲ့သွားကြရပေါ့နော်တော်တော်များတော့ဒါမှမဟုတ်နားလဲနိုင်ငံကြီးကိုသွားချင်တဲ့အကြောင်းသားတွေများတယ်နိုင်ငံကြီးတွေသွားဖို့အတွက်ခုလက်ရှိမှာရပေါ့နော်ကိုကသွားချင်တယ်ဗီဇာအဆင်ပြေဘူးဆိုတာရှယ်ဆိုတော့အဲ့ဒီလိုမျိုးအခြေအနေတွေဖြစ်လာသူစီကနေပွဲရထားပြီးသွားပြီဆိုလို့ရှိရင်ကိုကနောက်ပိုင်း education ပဲဖြစ်နောက် immigration ဘက်ကို migration ဘက်လောက်တာပဲဖြစ်ဖြစ်ဒီ international recognized university တခုခုကနေပြီးတော့မှနိုင်ငံတစ်ခုကနေပြီးတော့ဘွဲ့ရထားရဲဆိုလို့ရှိရင် stepping stone အနေနဲ့ဟို continue လုပ်ရတာအဆင်ပြေတယ်ပေါ့နော်အဲ့တော့ဒါလေးတွေကိုလည်းအမတို့ထည့်သွင်းပြီးတော့စဉ်းစားဖို့လိုတယ်နောက်ဆုံးအရေးကြီးဆုံးချက်ကကျတော့ visa ပေါ့အခုလက်ရှိမှာစင်ကာပူမြန်မာနိုင်ငံကကျောင်းသားတွေကိုလည်း visa တွေတောက်လျှောက်ပေးနေအမတို့စီမှာrejection ကမရှိသလောက်ကိုရှားတယ်ပေါ့နော်ဒီကျောင်းရဲ့အမတို့ကိုယ်တိုင်လည်းဒီ document တွေတေချာစစ်ပေးတယ်ဒီ 70 global မှာဆိုလို့ရှိရင်လည်းအမတို့ကတေချာ documentation တွေစ form တွေဖြည့်တာအစားပေါ့နော်ဒါတွေကအရင်အရေးကြီးရယ်ဆိုတော့ဒါတွေကအစားအကုန်လုံးအမတို့ဘက်ကနေတောင်းပြီးပြောလုပ်ပေးရတဲ့အတွက်အကြောင်းမို့လို့ဒီ student pass reject ဆိုတာလည်းတိတ်မရှိဘူးပေါ့နော်မရှိသလောက်ရှားတယ်အခုလည်းတောက်လျှောက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အခုချိန်မှာတော့ဒါစင်ကာပူကတော့အကောင်ဆုံးတစ်ခုမတို့ရှောက်လို့ရတဲ့နိုင်ငံထဲမှာတစ်ခုအပါဝင်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒါလေးကတော့စင်ကာပူနဲ့ပတ်သက်တဲ့အရေးကြီးတဲ့ update လေးပါဒီဟာတော့နောက်ထပ် facility ပေါ့နော်ခုနကငါ video ထဲမှာလည်းပါသွားပြီဆိုတော့အားလုံးလည်းတွေ့ကြမှာပါအကြောင်းသားတွေကလက်ရှိမှာဒီမှာဆိုလို့ရှိရင်မှာတော့ concierge တွေရှိတယ် library တွေရှိတယ်ပြီးတော့အဓိကကတော့ practical labs တွေပေါ့နော်ဒီ tourism တို့ nursing တို့ biomedical တို့ engineering တို့ IT တို့ဆိုတာကတကယ်လက်တွေ့မလုပ်လို့ရှိရင်မရတဲ့ program တွေပေါ့နော်ဆိုတော့အဲ့ program တွေ alike ကိုအမတို့အကြောင်းမှာအကုန်လုံးထပ်ထားပေးတယ်တောင်းသားတွေလက်တွေ့လုပ်ပေးဖို့အတွက်ပေါ့နော်ဆိုတော့ဒါကလည်း facility ကလည်းရန်ရည်ချင်နောက်တစ်ခုကကျတော့ accommodation ပေါ့အမတို့ကျောင်းဝင်းထဲမှာလည်း hostel ထားပေးတယ်ဆိုတော့ကျောင်းသားတွေအနေနဲ့အထူးသဖြင့်ပေါ့နော်စင်ကုန်မှာအတိမရှိအတိတမ်းမရှိဘူးမျိုးမရှိဘူးဒါမျိုးဆိုလို့ရှိရင်အမတို့ hostel မှာတခါတည်းစီစဉ်ပေးရပေါ့နော်next slide မှာတော့အမတို့ hostel နဲ့ပတ်သက်တဲ့ information လေးပေါ့နော် hostel ကတော့ဒါပြီးသွားရင်တော့အမတို့ information လိုချင်တယ်ဆိုလို့ရှိရင်တော့ detail လေးပေးပါမယ်အဓိကဒီမှာကတော့အမတို့ပါဝင်တဲ့ facility တွေပေါ့နော် gym တွေပါတယ် convenience store တွေအကုန်လုံး internet တွေ electricity တွေတောင်းဒီ hostel fees ထဲမှာအကုန်ပါပြီးသားပေါ့နော်ကျောင်းဝင်းထဲမှာ canteen တွေပြီးတော့ဒီ convenience store တွေ24 hours အဲ့ဒါတွေလည်းရှိရယ် library dance studio ဒါတွေအကုန်လုံးဒီထဲမှာရှိရတယ်အကုန် access လုပ်လို့ရတယ်ပေါ့နော်နောက်ပြီးတော့ free shuttle bus တွေကျောင်းကနေပြီးတော့မှဒီ train station တို့ဘာလို့သွားချင်တယ်ဆိုရင်မတို့စီစဉ်ထားပေးရယ် security ကလည်း24 hour ဆိုတော့ safety အတွက်ဘာမှပူစရာမရှိဘူးပေါ့နော်အဝတ်စား shop ပေးတဲ့ laundry service တွေရှိတယ်ဆိုတော့သူတို့သတ်မှတ်ထားတဲ့အရေးအတွက်ပေါ့နော်အဲ့ဒါကိုမှကိုယ့်ကို short ကျင်နေဆိုလို့ရှိရင်လည်းဒီဘက်မှာ dryer တွေကိုယ့်ကို self service အနေနဲ့လုပ်လို့ရတယ်ပေါ့နော်ဆိုတော့ဒါတွေကတော့အမတို့ facility ကျောင်းရင် facility ပေါ့နော်အခန်းလေးတွေကတော့သူက1ယောက်ခန်း2ယောက်ခန်း4ယောက်ခန်းဆိုပြီးတော့ရှိတယ်ဒီမှာပြထားတာတော့2ယောက်ခန်းပေါ့နော်ဆိုတော့ကိုရွေးချယ်တဲ့
အခန်းမျိုးစားပေါ်မှာမူတည်ပြီးတော့မှသူကတစ်လအောင်မှာတော့900လောက်ကနေပြီးတော့မှ1300လောက်ထိရှိရပေါ့နော်စင်ကာပူဒေါ်လာဆိုတော့ဒါကတော့မတို့အဆောင်နဲ့ပတ်သက်တဲ့ information တွေပေါ့နော်နောက်ဆုံးအနေနဲ့ကကြတော့မတို့ဒီနေ့တက်လာတဲ့ကျောင်းသားတွေထဲမှာပေါ့နော်ကျောင်းနဲ့ပတ်သက်တဲ့ information လေးတွေ program လေးတွေလက်ရှိမှာအခုလက်ရှိရှိနေတဲ့ကျောင်းသားလေးတွေဘာလုပ်နေကြလဲပေါ့နော်အဲ့ဒီဟာလေးတွေကို share လုပ်ဖို့အတွက်ပန်းရနေပြီးတော့မှ continue လုပ်ပါမယ်ဟုတ်ကျေးဇူးပါအခုအမကတော့အမတို့ဒီမှာခုန market train ရှင်းပြသွားတယ်အမတို့ program တွေအများကြီးရှိရပေါ့နော်အဲ့ထဲမှာဒီနေ့ပွဲကိုလာတက်တဲ့ကျောင်းသားလေးပေါ့နော်ဒီ business ကိုစိတ်ဝင်စားတဲ့ကလေးလည်းပါတယ် IT engineer အဲ့တော့အဲ့ program တစ်ခုချင်းစီနဲ့ပတ်သက်ပြီးတော့အမ entry requirement လေးတစ်ချက်ရှင်းပြမယ်ပေါ့နော်ပြီးရင် scholarship နဲ့ပတ်သက်တဲ့ information တွေဒါလေးလည်းပြသွားမယ်ပေါ့နော်အခုတော့ဒါပထမဆုံး slide အနေနဲ့ဒါအမတို့ကျောင်းမှာဆိုတာ activity တွေကျောင်းသားတွေလုပ်ကြတာပေါ့နော်အဲ့တော့ဒီ activity ဆိုတာအမတို့ကျောင်းမှာဒါ job fair ဆိုရှင်ဒါများသောအားဖြင့်ကျောင်းသားတွေကမေးကြတယ်ပေါ့နော်အဲ့လိုဒီကျောင်းပြီးလို့ရှိရင်ကျောင်းသားတွေအတွက်ကိုဘယ်လိုမျိုးကျောင်းဘက်ကနေဒီ career assistant ဒီ department ဆိုပြီးတော့တက်ရှိတယ်အဲ့တော့သူတို့ကနေပြီးတော့လဲဒီအမတို့ကျောင်းသားတွေအတွက်ကိုဒီ career fair တွေပေါ့နော်အခုဒီမှာလဲပါထားသလိုပဲအမတို့ဒါမနှစ်ကဒီ17 October မှာအမတို့ဒီဟိုပါပေါ့နော် MDS job fair ဆိုပြီး MDS ကျောင်းဝင်တဲ့ဒီလိုမျိုးအမတို့ career fair တွေကိုတစ်ခါလုပ်နေ့ပေါ်မှာတော့တည်တဲ့ရှိနေတဲ့ပုံစံလေးပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ဒါအမတို့ဒီ MDS ရဲ့ကျောင်းသားတွေပေါ့နော်ဒါကတော့များသောအားဖြင့် tourism ကျောင်းသားတွေမှာသူတို့ကဒီအမတို့မနှစ်ကတော့ကပေါ့နော်စင်ကာပူမှာဒီ F1 စင်ကာပူဆိုပြီးတော့ဒီကားပြိုင်ပွဲကြီးလေဒီ F1 ရှိရဲ့အဲ့ပွဲမှာဆိုရင်ဒါအမတို့ကျောင်းသားတွေကိုဒါသူတို့လက်တွေ့ပေါ့နော်တကယ်ပွဲတွေမှာသွားပြီးတော့ experience ရအောင်ဆိုပြီးတော့အမတို့ဒီကျောင်းသားသွားပြီးတော့လုပ်မျိုးပေါ့နော်ဒါဒီရဲ့ MDS ကျောင်းသားတွေပါဒါပြီးခဲ့တဲ့2025မှာဒါ recently ကျောင်းသားတွေကိုဒါပေါ့နော်ဒီအပြင်ပ exposure ရဒီinternship မသွားခင်မှာပေါ့နော်အဲ့လိုကျောင်းသားတွေအတွက်ကိုဒါအမတို့ထည့်ဒီ arrange လုပ်ပေးတဲ့ဒီ additional service တစ်ခုပေါ့နော်ဒါအမတို့ဒီကျောင်းသားတွေ MDS ရဲ့ကျောင်းသားတွေအသီးသန့်အတွက်ပေါ့နော်ပြီးရင်နောက်ထပ် slide တစ်ခုအနေနဲ့ကြတော့ဒါကြတော့ဒီ industrial visits တွေရှိတာပေါ့နော်အခုဒီကျောင်းဆိုလို့ရှိရင်ကြတော့ကျောင်းသားတွေကစာသင်ကြားတာတခုလည်းမဟုတ်ပဲနဲ့အမတို့ဒီ industrial visit တွေကိုလည်းအချိန်အားလျော်စွာအမတို့နှစ်တိုင်းမှာဒီပေါ့နော်ဒီများသော program တွေပြီးလို့ရှင်ဒါ tourism တက်တဲ့ကျောင်းသူတွေပေါ့နော်သူတို့တွေဆိုရှင်ဒါအမတို့ industrial visit တွေကိုအများနဲ့နှစ်တိုင်းစီစဉ်ပေးပေါ့နော်ဒါဒီ robot နဲ့ပတ်သက်တဲ့ဒီ industrial visit တွေသွားတယ်ဒီမှာဆိုရှင်ဒါ industrial learning journey ပေါ့နော်ဒီ Rockwell ဆိုတဲ့ဒီ automation ပွဲမှာသွားပြီးတော့ကျောင်းသားတွေလေ့လာရတာပေါ့နော်ဆိုတော့အဲ့လိုဟာမျိုးတွေလည်းအမတို့ကထည့်ပြီးတော့ကျောင်းသားတွေအတွက်ကိုစီစဉ်ပေးထားတယ်ပြီးရင်ဒါဆိုလို့ရှိရင်ဒါအမတို့ဒီ robotic ပေါ့နော် robot နဲ့ပတ်သက်ပြီးတော့ဒီ contacts ကိုအမတို့ဒီကျောင်းဝင်းထဲမှာလုပ်ပေးတာပေါ့နော် MDS ထဲမှာပဲဒါနိုင်ငံတကာရှိနေတဲ့ကျောင်းသားတွေလာပြီးတော့ဝင်ပြီးတော့ competition တွေလုပ်ကြတာပေါ့နော်ဒါအမတို့ MDS ကျောင်းဝင်းထဲမှာပဲမနှစ်ကတော့က2025ပေါ့နော်2026 January early January မှာဒီပွဲလေးကပြီးသွားတာပေါ့နော်ပြီးရင်ဒီဘက်ဆုံးကပုံလေးတွေကဆိုလို့ရှိရင်တော့အမတို့ဒီ MDS ရဲ့ fashion နဲ့media ကျောင်းသားတွေအတွက်ကိုအမတို့ဒီ industrial visit လုပ်လို့ရှိရင် fashion ကျောင်းသားတွေmedia နဲ့ပတ်သက်တဲ့ကျောင်းသားလေးတွေကိုအမတို့ဒီအပြင်ပပေါ့နော်ပြင်ပပိုးတုဒ္ဒအနေနဲ့အမတို့ industrial visit လေးကိုအမတို့ကျောင်းနဲ့ပေါ့နော်ကျောင်းသားတွေအတွက်ကို arrange လုပ်ပေးတဲ့ပုံရိပ်လေးတွေပါပြီးရင်နောက်ဆုံးဒီတစ်ခုကကြတော့ဒါ tourism ကျောင်းသားတွေအတွက်ဒါmainly ပြောရမယ်ဆိုရင်တော့အမတို့ဒီ higher diploma တက်တဲ့ကျောင်းသားတွေအတွက်ကိုသူတို့ဒီမှာ mock day ပေါ့နော် mock day ဒီ championship ပွဲတွေကိုအမတို့ကကျောင်းသားတွေပြိုင်နေတယ်ဆိုရှင်အမတို့ကစီစဉ်ပေးတယ်ကျောင်းမှာလည်းအမတို့အရင်ဆုံး training တွေလုပ်ပေးရပါတော့ကျောင်းမှာအရင်ဆုံး training တွေလုပ်ပေးပြီးတော့မှသူတို့ဒီပေါ့ championship သွားဖို့အတွက် ready ဖြစ်ပြီဆိုလို့ရှိရင်ဒါအမတို့ကျောင်းဘက်ကနေပြီးတော့အကုန်လုံးလိုက်ပြီးတော့လုပ်ပေးရပါတော့ဒါဆိုလို့ရှိရင်ဒါကျောင်းသားတွေဒီမှာပေါ့နော်သူတို့အရင်ပွဲမသွားခင်မှာအရင်ကျောင်းမှာအရင်ဆုံးသူတို့အဆင့်ဆင့်ပြိုင်ရတာပေါ့နော်နောက်ဆုံးဒီ champion ပြီးလို့ရှိရင် first one runner and second runner up ဆိုပြီးတော့ထပ်ပြီးတော့ထွက်လာတော့မှအမတို့ကဒီထပ်ပြီးတော့နောက်ထပ်ဒီစင်ကာပူမှာရှိနေတဲ့တခြားကျောင်းတွေအကုန်လုံးနဲ့အမတို့ပြိုင်မှုအတွက်ကိုစီစဉ်ပေးတာပေါ့နော်အဲ့တော့ဒီလိုမျိုး activity ကိုလည်းအမတို့ကျောင်းထဲမှာလုပ်ပေးရဆိုတော့အဲ့တော့စာတွေ့တွေမဟုတ်ဘဲနဲ့လက်တွေ့လည်းအမတို့အကုန်လုံးစီစဉ်ပေးထားတာဖြစ်တဲ့အတွက်ဒါလေးကိုလည်းတစ်ချက်သိစေချင်တဲ့အတွက်အမဒီဓာတ်ပုံလေးနဲ့တကွ sharing လုပ်ပေးတာပါ
ဒါလည်း tourism ကျောင်းသားတွေအတွက်ပေါ့နော်သူဆိုလို့ရှိရင်ဒါအမတို့ဒီ wine နဲ့ပတ်သက်ပြီး wine testing ပေါ့နော်ဒါကျောင်းမှာလာပြီးတော့သူတခြားရှင်းပြသွားတယ်ပေါ့နော်ဒီ industry မှာအလုပ်လုပ်နေတဲ့တကယ်ဒီဆရာမတွေပေါ့ဒီဟာဆိုလည်းဒါအမတို့ industry ကနေပြီးတော့ talk လာပြောတဲ့ဟာတွေပေါ့နော်ပြီးရင်ဒါအမတို့ဒီ higher diploma tourism နေဒီ Manai rainforest ဆိုတဲ့ resort ကိုသွားပြီးတော့လေ့လာကြတာပေါ့နော်အဲ့တော့အများသောအားဖြင့်တော့ tourism ကျောင်းသားတွေအတွက်ကတော့ activity တွေပို့ပြီးတော့များတယ်ပေါ့နော်သူတို့တက်နေတဲ့ program တောက်လျှောက်အတွင်းမှာကျောင်းတွင်း activity တွေလုပ်ရတယ်ပြီးလို့ရှိရင်ကျောင်းပြင်ပဒီလိုမျိုး industry visit တွေသွားရတယ်ပေါ့နော်အဲ့တော့ tourism ကျောင်းသားတွေအတွက်ကတော့ industry ဟိုပေါ့ activity ရမ်းများတယ်ပေါ့နော်ဒါလေးကိုတော့အမ information အနေနဲ့ sharing လုပ်ပေးဟိုဘယ်လိုရှိလဲဆိုမှတစ်ချက်ရှင်းပြခြင်းနဲ့ပေါ့နော်အဲ့တော့များအမတို့ဒီ MDS မှာကျောင်းသားတွေလာမတက်ခင်သူတို့ကမြန်မာနိုင်ငံမှာ10တန်းပြီးကြတယ်အခုပညာရေးအရေးချင်းဒီ system အသစ်ဆိုလို့ရှိရင်ဒါ grade 12လို့ခေါ်ရပေါ့နော် grade 12ပြီးဆုံးကြတယ်ချို့ကြလဲ IGCSE O level A level အစားစီကြီးဒီအဲ့လိုမျိုးကျောင်းသားလေးတွေလာကြတယ်အဲ့လိုကျောင်းသားလေးတွေဆိုလို့ရှိရင်သူတို့ကကြတော့အမတို့ရဲ့ပုံမှန် foundation ပေါ့နော်ဒီ10တန်းပြီးရဲ့ကျောင်းသားတွေ IGCSE ပဲပြီးရဲ့ကျောင်းသားတွေ GED ပြီးရဲ့ကျောင်းသားတွေစပြီးတော့တက်ပြီးတော့တချို့ကျနာတွေပြီးရင်နောက်တစ်ခုကကြတော့အမတို့ဒီ12တန်းပေါ့နော်12တန်းပညာရေးဆိုလို့ရှိရင်တော့အမတို့က foundation မှာ direct သွားလို့ရတယ်ချို့ကြောက်လဲမြန်မာနိုင်ငံမှာဒီ local school တွေမှာပေါ့နော်ဒီ HND IT HND business HND engineering ဆိုပြီးတော့အစရှိသူတို့ပြီးခဲ့ကြတယ်ပေါ့နော်အဲ့လိုကျောင်းသားတွေဆိုလို့ရှိရင်လည်းအမတို့ဒီမှာ bachelor degree ကို final year direct တက်လို့ရတဲ့ပတ်သွေးတွေအမတို့ကျောင်းမှာရှိရပေါ့နော်ပြီးရင်အမတို့ကျောင်းကနောက်ဆုံး master ဒီလည်းမတို့ကျောင်းမှာ offer foundation ကနေစပြီးတော့မတို့ဒီ master degree doctor degree ပြီးရဲ့အထိကိုတက်လို့ရတဲ့ပတ်သွေးတွေဖြစ်နော်အနေနဲ့အမဒီတဲ့မြေလေးကိုအမ share နေပါတယ်အဲ့တော့များသောအားဖြင့်တော့အမတို့မြန်မာကျောင်းသားတွေကလည်းဒီ business program ကိုအများကြီးအမတို့ကျောင်းမှာလာပြီးတော့တက်ရောက်ကြတဲ့အတွက်ဒီ business program ကိုဒီ program တစ်ခုအနေနဲ့မှထည့်ပြီးတော့မှာကြတော့အမတို့ကဒီနှစ်ပိုင်းခွဲထားရပေါ့နော်ဒီ asset management နဲ့အပိုင်းကိုမတော့နှစ်ပိုင်းခွဲထားရပေါ့နော်အဲ့တော့ကိုက sorry ခဲ့တဲ့ဒီအတွက်ချက်တွေတွန်းရှင်လေးသုံးသက် finance ကို accountant တယောက်အနေနဲ့ပေါ့နော်ဒီ finance manager တို့ accountant တယောက်အနေနဲ့ကိုယ့်ရဲ့ future career အနေနဲ့အလုပ်လုပ်ချင်တယ်ဆိုလို့ရှိရင်အမတို့ကြောင့်ပါဒီ accounting နဲ့ financial management ဆိုတဲ့ program လေးရှိရပေါ့နော်အဲ့တော့အဲ့ဒီဟာတက်ချင်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့education background မှာ foundation diploma ပြီးရင် advanced diploma ပြီးရင်တော့သူကကြတော့မတို့ဒီ final year top up degree ပဲဖြစ်တဲ့အတွက်အဲ့လိုမျိုးအဆင့်ဆင့်တော့တက်သွားရတယ်ပေါ့နော်အကယ်၍ကိုက H&D business related အဲ့လိုမျိုးတွေရှိရအကြောင်းသားလေးတွေဆိုလို့ရှိရင်တော့မတို့ဒီ final year top up program ကို direct တက်လို့ရတယ်ပေါ့နော်အဲ့တော့ဒါကိုက future မှာ accountant ဖြစ်ရှင်တဲ့finance ဒီ manager နဲ့လုပ်လို့ချင်တဲ့အားလေးတွေဆိုလို့ရှိရင်မတို့ University of Sunderland နဲ့မတို့ Business Bachelor of Arts ပေါ့နော်ဒီ accountant financial management ဆိုရယ်ဒါစိတ်ဝင်စားတဲ့အကြောင်းသားတို့offer ရရှိတယ်ဆိုတော့ program တစ်ခုအနေနဲ့ဆိုရှင်တော့ဒါနည်းနည်းလေးတော့ program တွေရှုပ်နေမယ်ထင်တယ်ဒီ slide ကကြတော့လေဒါပေမဲ့အဓိက mainly အနေနဲ့ဆိုလို့ရှင်တော့အမတို့ကျောင်းမှာ business နဲ့ marketing management program ရှိတယ်ပြီးရင် business and management program ရှိတယ်ပြီးရင် airline and airport management program ရှိတယ်ပေါ့နော်အဲ့တော့ကိုကဒီထဲမှာဒီ business related ပေါ့နော် marketing တမတယောက်အနေနဲ့လုပ်ချင်တာလားဒါမှမဟုတ် managing အပိုင်းနေလုပ်ချင်တာလားကိုမှမိဘကိုပိုင်းစီးပွားရေးရှိလို့ဒီ business ကို management အနေနဲ့ကိုကဝင်ပြီးတော့လုပ်ချင်တာလားဒါမှမဟုတ်လို့ရှင် airline airport တွေပေါ့နော်ဒီမှာဆိုလို့ရှင်အမတို့ကျောင်းသားတွေဆိုလို့ရှင်တချို့ဆို Jewel ဒီစင်ကာပူမှာရှိရဲ့ Jewel Changi airport မှာလုပ်ကြတဲ့ကလေးတွေရှိရလေအဲ့လိုမျိုးဆိုလို့ရှင်ကိုက airline airport နဲ့ဒီ major ကိုယူပြီးတော့အဲ့လိုမျိုး airline airport တကယ်ကမ္ဘာမှာကြီးမှဖြစ်နေတယ်အဲ့လိုမျိုးပေါ့နော် airport တွေမှာလုပ်ချင်တဲ့ airport management တွေအပိုင်းတွေကိုစိတ်ဝင်စားရဆိုလို့ရှင်လည်းမတို့ကထိဆိုင်နဲ့ချိန်ထားတဲ့ program တစ်ခုကို offer လုပ်ထားတယ်ပေါ့နော်အဲ့တော့ဒီ program တွေဘယ် program ကိုပဲကိုကစိတ်ဝင်စားကိုယ့်ရဲ့ education pathway ပေါ်မှာမူတည်ပြီးတော့IGCSE ပြီးထားမယ် O level 10တန်း GED ဒီလိုကျောင်းသားတွေကကြတော့သူ foundation diploma ဆိုပြီးတော့သူကအရင်စတက်ရတယ်ပေါ့နော် foundation diploma ကို6လပြီးလို့ရှိရင်တော့မတို့ diploma ကိုဆက်ပြီးတော့9လဆက်တက်ရတယ်ပြီးရင်တော့ကိုက bachelor degree ကိုနောက်ထပ်2နှစ်ပတ်ဝန်းကျင်တော့ဆက်ပြီးတော့တက်ရတယ်ပေါ့နော်အဲ့တော့ duration အနေနဲ့ဆိုလို့ရှိရင်တော့မတို့ business program တွေဆိုရှင်မတို့2နှစ်ခွဲကနေ3နှစ်ဝန်းကျင်လောက်အထိကိုကြာနိုင်တယ်ပေါ့နော်အဲ့ဒါတော့ foundation ကနေစပြီးတော့ bachelor degree ပြည့်တဲ့အထိပေါ့နော်တချို့ကလေးတွေကြတော့ H&D ကိုမှ business နဲ့ပြီး
ထားကြတဲ့ကျောင်းသားလေးရှိရဲ့ NCC Business SQA နောက်ပိုင်းအများကြီးရှိရဲ့ပေါ့နော်အဲ့လိုမျိုးကျောင်းသားလေးတွေပါတယ်ဆိုလို့ရှိရင်ကြတော့သူကဒီ foundation တို့ diploma တို့ advanced diploma တို့အမတို့ကဒီပေါ့နော်exemption လျှောက်ပေးလို့ရတယ် exemption ရသွားပြီဆိုရင်ကျောင်းသားတွေကဒီ final year ကိုနောက်ဆုံးတစ်နှစ်ပေါ့နော်နောက်ဆုံး6လပေါ့ duration အနေနဲ့6လလောက်ပဲတက်ပြီးရတယ်အမတို့နဲ့ချိန်ထားတဲ့ partner University of Sunderland ဒါမှမဟုတ်ရှင် TISA University ကပေးတဲ့ direct bachelor ဘွဲတွေကိုရမှာပေါ့နော်ဒါကတော့ HND တက်တဲ့ကျောင်းသားတွေရဲ့အားသာချက်တစ်ခုပေါ့နော်အဲ့တော့ဒီလိုမျိုး program တွေဒီလိုမျိုးပတ်သွေးတွေလည်းရှိတယ်လို့ပြီးရင်အမတို့မှာဒီ master ပေါ့နော်ကိုကဒီမှာ bachelor degree မြန်မာနိုင်ငံမှာပြီးထားပြီးworking experience ကလည်းတော်ရုံပေါ့နော်ဒီတစ်နှစ်လောက်ရှိတယ်ပြီးတော့ master ကိုယ့်ရဲ့career ကို upgrade လုပ်ချင်တယ်ပေါ့နော်နိုင်ငံခြားမှာလုပ်ဖို့အတွက် upgrade လုပ်ချင်တဲ့ကျောင်းသားလေးတွေပါတယ်ဆိုလို့ရှိရင်ဒါအမတို့ကျောင်းမှာဒီ master of business administration ကိုအမတို့ကျောင်းမှာ offer လုပ်ထားရပေါ့နော်ဒီ program ဆိုရင်အမ scholarship slide ကြလို့ရှိရင်တေချာလေးရှင်းပြပေးမယ်အမတို့ scholarship 8500ဝန်းကျင်လောက်ထိကိုအမတို့ဒီ master program offer လုပ်ထားရပေါ့နော်အဲ့တော့တကယ်လို့ကိုယ်စိတ်ဝင်စားတယ်တက်ချင်တယ်ဆိုလို့ရှိရင်မတို့ဒီ program လေးကိုမတို့ Q&A session ကြားလို့ရှိရင် detail ထပ်ပြီးတော့ပေါ့နော်entry requirement တွေကဘာလဲ English requirement တွေကဘာလဲမတို့ထပ်ပြီးတော့ရှင်းပြပေးမယ်ပေါ့နော်ဒါမဲ့ဒါ general law ဆိုတော့ information တွေနဲ့မတို့ဒီမှာဒီ program ကြီးကို scholarship တွေအများကြီး offer လုပ်ထားတယ်ပေါ့နော်အဲ့တော့စိတ်ဝင်စားတဲ့အကြောင်းသားလေးရှိရဆိုလို့ရှိရင်လည်းမတို့ Q&A ကြားလို့ရှိရင်မေးပေးလို့ရတယ်ပေါ့နော်Okay နောက်ထပ် slide တစ်ခုအနေနဲ့ဆိုရင်တော့engineering program ပေါ့နော်အဲ့တော့ဒီနေ့မှာ engineering စိတ်ဝင်စားအကြောင်းသားလေးလည်းပါတယ်ဆိုတော့ဒါengineering program လေးကိုလည်းထည့်သွင်းပြီးတော့ပြပြခြင်းနဲ့ပေါ့နော်ဒါဆိုလို့ရှိရင်မတို့ကျောင်းမှာထားပြီးတဲ့engineering သမားတွေအတွက်ကို lab လုပ်လို့ရပုံလေးပေါ့နော် machinery အဲ့တော့ mechanical ကျောင်းသားတွေ electrical ကျောင်းသားတွေတို့ကဒီမှာအဓိကလက်တွေ့ရတယ်ပေါ့နော်ဒီလူတွေလည်းပဲဒါအမတို့ကျောင်းမှာပဲပေးပေါ့နော် provide လုပ်ပေးထားတဲ့ facility ကအမတို့ကျောင်းမှာ engineering အောက်မှာအဓိက program နေနဲ့ဆိုလို့ရှိရင် electrical နဲ့ electrical ကိုမတို့အကြောင်းမှာ offer လုပ်ထားတယ်ပေါ့နော်အဲ့တော့သူမှာဒီမတို့ဒီမှာနှစ်ခုဘာလို့ကွဲနေလဲဆိုလို့ရှိရင်အဓိကပုံမှန်ကကြတော့မတို့ဒီ10တန်းပြီးတော့ဒီ IGCSE ပြီးရဲ့ GDP ရဲ့အကြောင်းသားလေးတွေဆိုလို့ရှိရင်ကြတော့သူက foundation ကို6လတက်ရတယ်ပြီးရင်တော့ bachelor degree 3နှစ်ဆက်ပြီးတော့တက်ရတာပေါ့နော်အဲ့တော့3နှစ်နဲ့6လ duration အနေနဲ့ဆိုလို့ရှိရင်3နှစ်ခွဲလောက်ကြာတယ်ပေါ့နော်ဒီပေါ့foundation ကနေစတက်ရတဲ့အကြောင်းသားတွေအတွက်ဆိုလို့ရှိရင်3နှစ်ခွဲလောက်ကြာပါတယ်အဲ့တော့သူကမတို့နဲ့ချိန်ထားတော့ TISA University ကနေချိန်ထားတယ်ဒီ program နှစ်ခုလည်းမတို့ကျောင်းမှာလောလောဆယ် scholarship offer ကို3000ကနေပြီးတော့4000လောက်ထိအမတို့ offer လုပ်ထားတယ်အမပြီးလို့ရှင်တော့ detail ဘယ်လောက်ရှိလဲဆိုတာကိုထပ်ပြီးတော့ရှင်းပြပေးမယ်ပေါ့နော်အဲ့တော့ဒီ program ကို direct ပေါ့နော် first year လောက်ကနေစပြီးတော့တက်ကျောင်းသားတွေဆိုလို့ရှိရင်မတို့ HND ပြီးထားကြတဲ့ကလေးတွေပေါ့နော် HND ကိုမှ electrical နဲ့ပြီးထားကြတဲ့မပြီးထားကြတဲ့ကျောင်းသားတွေဆိုလို့ရှိရင်မခေါ်တာပေါ့ဒီ Bachelor of Engineering Technology ဒီ mechanic တွေအဲ့ဒါရှိတယ်အဲ့ဒီတိုင်းတို့ဒီမှာဒီ scholarship အနေနဲ့ပေါ့နော်အမတို့ပေးထားတယ်ဒီ intake ဆိုလို့ရှိရင်လည်း July intake လောက်မှာအမတို့ offer လုပ်ထားတယ်ပေါ့နော်ဆိုတော့ဒီ session လဲဒီ scholarship slide ကြလို့ရှိရင်ထပ်ပြီးတော့ရပေးလို့ရတယ်ပေါ့နော်အဲ့တော့ဒါကတော့ TISA University နဲ့မှာတော့ချိန်ထားတာပေါ့နော်အဲ့တော့ HNDP ရဲ့ကျောင်းသားတွေဆိုလို့ရှိရင်တော့နောက်ထပ်တစ်နှစ်ပဲဆက်ပြီးတော့တက်ရမယ်ပေါ့နော်အဲ့ဒါပြီးရင်တော့ဒီ Bachelor of Engineering Technology Honors ဘွဲကိုရသွားမယ်ပေါ့နော် Mechanical ဆိုလည်း Mechanical အမတို့ Electrical and Electronic ဆိုလို့ရှိရင်လည်း Electronic ပေါ့နော်အဲ့ major လေးနဲ့ Bachelor degree ကိုUK ကပေးတဲ့ဘွဲကိုရသွားမယ်ပေါ့နော်အခုဆိုလို့ရှိရင်လည်းလေးညီမလေးတို့သိမှာပဲUK ကနေပြီးတော့ visa တွေကလောလောဆယ်မြန်မာကျောင်းသားတွေကိုမပေးတော့ဘူးပေါ့နော်အဲ့တော့ကိုကUK degree ကိုလည်းလိုချင်တယ် graduation ကိုလည်းကိုကshort ပေါ့နော်မြန်မြန်လေးနဲ့ရချင်တယ်အလုပ်ရဖို့အတွက်ဆိုလို့ရှိရင်အမတို့ဒီ HNDP ရဲ့ကျောင်းသားတွေဆိုလို့ရှိရင်လည်းဒါအားသာချက်ရှိရပေါ့နော်အကယ်၍မဟုတ်ဘူးတချို့ကြတော့ခုမှ foundation လောက်ကစမယ်ဟိုပေါ့ UK ကဖွင့်တယ်ဆိုရင်တော့ကိုကသွားကျင်တယ်ဆိုလို့ရှိရင်လည်းခုကလေးကစပြီးတော့ preparation လုပ်လို့ရတယ် foundation လောက်တက်တာ first year လောက်တက်တာ second year တက်ရလောက်ကျလို့ရှင် UK ဘက်ကဖွင့်ပြီဆိုရင်လည်းဒါဒီအမတို့စင်ကာပူကကျတော့ stepping stone အနေနဲ့ခဏလာပြီးတော့နေလို့ရတယ်ပေါ့နော်လာတက်ပြီးတဲ့အကြောင်းသားတွေဆိုလို့ရှင်လည်းဒီလိုမျိုး pathway တွေရှိရပါပေါ့နော်ဆိုတော့ဒါကတော့အမတို့အကြောင်းမှာရှိရဲ့ engineering program လေးပေါ့နော်
နောက်ထပ်အမတို့ဒီIT ပေါ့နော် information technology program တခုကိုအမထပ်ပြီးတော့ရှင်းပြချင်ပါတယ်အဲ့တော့အမတို့ကျောင်းမှာဆိုလို့ရှိရင်ဒီ IT နဲ့ပတ်သက်ပြီးတော့လည်းကျောင်းသားတွေတော်တော်များတိုက်ကြတယ်ပေါ့နော်အဲ့တော့ဒီ IT information technology ဆိုတဲ့ program ရဲ့အောက်မှာတော့အမတို့ကျောင်းမှာဒီ artificial intelligence ပြီးလို့ရှိရင် cyber security and networks ပြီးလို့ရှိရင်တော့information technology ဆိုပြီးတော့အမတို့ထားတယ်ပေါ့နော်အဲ့ကိုကprogrammer တယောက်အနေနဲ့လုပ်ချင်တာလားဒါမှမဟုတ်ရှင်ကိုက cyber security networking နဲ့ပတ်သက်ပြီးတော့ကိုကစိတ်ဝင်စားတာလားnetwork specialist အနေနဲ့လုပ်ချင်တာလားcyber security specialist အနေနဲ့လုပ်ချင်တာလားအခုထပ်ပြီးတော့ advance ဖြစ်လာ artificial intelligence ပေါ့နော်AI နဲ့ပတ်သက်ပြီးတော့လုပ်ချင်တာလားပေါ့နော်အဲ့လိုမျိုးပုံမှန်မူတည်တော့ပြီးတော့တက်ရောက်လို့ရတယ်ပေါ့နော်ဒီပြီးထားတယ် GDP ထားလောက်ကြာမယ်ပြီးတော့ level ကိုဆက်တက်ရတယ်ဒါကတော့ဒါ first year equivalent ဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါပြီးအဲ့ဒါခုနလအကြောင်းသားတွေကcyber security နဲ့ပတ်သက်တဲ့ program တွေက IT နဲ့ပတ်သက်တဲ့ program တွေတက်ချင်တာလားကိုယ်ရောက်ရတယ်ပေါ့နော် after higher diploma ကြာလို့ရှိရင်အခုလို့ရှိရင်တော့တချို့ကျောင်းသားတွေကသူတို့ကဘယ် program တက်ချင်လဲဆိုတဲ့ဟာတန်းပြီးတော့သိရကလေးရှိကြအချို့ကြတော့လည်းမဟုတ်တက်နေရင်းနဲ့မှကျွန်တော်တို့ဟိုစိတ်ဝင်စားတဲ့ဟာပြောင်းသွားတာမျိုးရှိသလိုအဲ့ကြတော့မှကိုကဘယ်ဟာကိုပို့ပြီးစိတ်ဝင်စားဆိုတဲ့ဟာအကြောင်းသားတွေအနေနဲ့ကျွန်တော်ကတော့ IT ပဲဆက်သွားခြင်းနဲ့ဒါမှမဟုတ် cyber ဒီသွားခြင်းနဲ့အဲ့လိုမျိုးဖြစ်ဆိုရင်တော့ bachelor ကနေလ20လောက်ဆက်ပြီးတော့တက်ရတယ်အဲ့ဒါပြီးရင်တော့အမတို့ဒီ T-site နဲ့အမတို့ချိန်ထားတဲ့ဒီ bachelor ဘွဲ့တွေပေါ့နော် bachelor of science honors ဘွဲ့artificial intelligence cyber security and networks လို့ရှင်တဲ့ IT ပေါ့ဒီ T-site ဆိုရင်ပေါ့နော် engineering and technology သူက university တစ်ခုထဲမှာလည်းပါတယ်ပေါ့နော်ဆိုတော့ဒီဘွဲ့တွေရသွားမယ် master ဘွဲ့ကိုကြောင်းမှာ offer လုပ်ထားတယ်ပေါ့နော် cyber security နဲ့ပတ်သက်တဲ့ master ဘွဲ့ကိုလည်းလုပ်ထားဒီ program ဆိုလို့ရှိရင်လည်းမတို့ဒီ scholarship offer တွေလုပ်ပေးထားတယ်ပေါ့နော်ဒီ site ကနေပဲဟိုပါပေါ့နော်ပဲသူ့ရဲ့ duration က12လပေါ့နော်အဲ့တော့ဒီ day ဟိုဟာဒီ scholarship information ကိုတော့နောက်မှအကယ်၍ပေါ့နော် ID နဲ့ဘွဲ့ရထားတယ်ကိုယ့်ရဲ့ career ကို advance ဖြစ်ချင်တယ်ပြီးတော့ဒီချိန်မှာလည်း scholarship offer ရှိနေတော့တခုကကြတော့academic requirement ဆိုရှင် O level IGCSE လိုအပ်တယ်ပေါ့နော်အင်္ဂလိပ်စာ requirement ကဒီ pre degree ပေါ့နော် pre degree လို့ခေါ်တဲ့ foundation တို့ higher diploma တို့ဆိုအမတို့ dual ပေါ့နော် dual လည်း65မှတ်ရတယ်ဆိုလို့ရှိရင် direct entry တန်းပြီးတော့ရတယ်ပေါ့နော်အကယ်၍ကိုက bachelor degree မျိုးကိုတက်ရောက်တိုက်ရိုက်တက်ရောက်ခြင်းတဲ့ကျောင်းသားလေးဆိုရှင်တော့အမတို့ IG ဆိုလို့ရှင်6တောင်းနေပေါ့နော်တခုအားသာချက်ရှိတာကြတော့ HND ပြီးတဲ့ကျောင်းသားလေးရှိရပေါ့နော်သူတို့က ID နဲ့ပြီးတယ်cyber နဲ့ပြီးတဲ့ကျောင်းသားလေး HND related fee ဒီ local ကျောင်းကနေပြီးတော့မတို့ဒီ median of instruction ဆိုတဲ့ဒီ MOI letter လေးကိုတောင်းလိုက်လို့ရတယ်ပေါ့နော်အဲ့ letter လေးနဲ့ဆိုရှင်မတို့ university ကိုတင်ပြီးတော့အင်္ဂလိပ်စာကို waiver တောင်းပြီးလို့ရတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှင်တော့အင်္ဂလိပ်စာ test တွေပိုင်းထပ်ပြီးတော့ဖြေတောင်းသားလေးအတွက်အားသာချက်ပေါ့နော်အဲ့တော့ HND ကျောင်းသားလေးဆိုလို့ရှိရင်ဒီ final year top up ကိုသူကနောက်ထပ်8လပဲဆက်ပြီးတော့တက်ရတယ်ပေါ့နော်အဲ့တော့8လပဲတက်လိုက်တာနဲ့အမတို့ဒီ UK University ကနေပေးတဲ့ bachelor degree ဘွဲ့တွေကိုတက်ပြီးတော့ရမယ်ပေါ့နော်အဲ့တော့ဒါကတော့ HND ကျောင်းသားလေးအတွက်ကိုဒါဒီအရန်ကိုဘယ်လိုပြောမလဲဟို duration တိုတိုလေးနဲ့ school fees တက်လေးနဲ့ဒါတက်လို့ရမယ် pathway တစ်ခုပေါ့နော်ဒါကအမတို့ ID အမတို့ MBS မှာ offer လုပ်နေတဲ့ program ဖြစ်ပါတယ်ဒီဟာကတော့ဒါခုနကပထမ slide မှာလည်းပါထားရပေါ့နော်ကျောင်းသားတွေဒါ IT ကျောင်းသားတွေ engineering ကျောင်းသားတွေအတွက်ကိုဒါသွားပြီးတော့ဒီ industrial visit တွေလုပ်ရတဲ့ပုံလေးပေါ့နော်အမထပ်ပြီးတော့ထည့်ထားတာပါ
နောက်တစ်ခုကကြတော့ဒါ tourism ကတော့ဒီနေ့အမတို့ရဲ့ main program ထဲမှာလည်းပါတယ်ပေါ့နော်အမတို့ခဏနေလို့ရှိရင်လည်းအမတို့ရဲ့ tourism ကျောင်းသူလေးပေါ့နော်လက်ရှိ bachelor degree တက်နေတဲ့ကျောင်းသူလေးကိုလည်းအမတို့ invite လုပ်ထားပါတယ်သူတောက်လျှောက် industry ဟောပေါ့ higher diploma စပြီးတော့တက်ရောက်ခဲ့ရတဲ့အကြောင်းရင်းတွေပြီးလို့ရှိရင်ဒီ internship လုပ်တဲ့အတွေ့အကြုံလေးတွေပြီးရင်လက်ရှိဒီအခု degree တက်နေတဲ့အတွေ့အကြုံလေးတွေကိုသူ sharing လုပ်သွားပေးမယ်ပေါ့နော်အဲ့တော့လောလောဆယ်တော့အမတို့ရဲ့ program ဒီ pathway လေးကိုအမတစ်ချက်ရှင်းပြခြင်းတယ်ပေါ့နော်အဲ့တော့အမတို့ရဲ့ဒီ program လေးမှာဆိုလို့ရှိရင်တော့သူကဒီ entry requirement ကတော့အကုန်လုံးအတူတူပါပဲ10တန်း IGCSE ပြီးရဲ့ကျောင်းသားလေးဆိုရှင်သူက foundation diploma ကိုရင်စတက်ရတယ် foundation diploma ကိုသူက6လလောက်တက်ရတယ်ပြီးရင်တော့ higher diploma ပေါ့နော်ဆက်တက်တယ်အဲ့တော့သူက higher diploma ကျတော့ degree year 1 year 2လောက်နဲ့ equivalent ဖြစ်တဲ့ဒီ tourism ရဲ့ higher diploma ကျတော့သူကဘာလို့လဲဆိုတော့သူကဒီ higher diploma duration က10လကြာတယ်ပြီးရင် internship plus internship 6လ total duration 16လတက်ရောက်ရတဲ့ program တစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ကျောင်းသားတွေက10လကိုသူကကျောင်းထဲမှာ practical တွေလုပ်ရတယ်ပြီးလို့ရှိရင်ခုနအမတို့ပြထားတဲ့ပုံရိပ်လေးမှာဆိုဒါ mock test တွေပေါ့နော်activity တွေအများကြီးလုပ်ရတယ်ပြီးရင်ဒီကျောင်းထဲမှာပဲ practical တွေအများကြီးလုပ်ပြီးတော့မှသူတို့ကဒီ qualify ဖြစ်တဲ့ကျောင်းသားတွေကိုအမတို့က internship ကိုလုပ်ပေးရပါတော့အဲ့တော့ဒီ internship ကကျတော့ဒီ higher diploma program ကြီးထဲမှာပါတဲ့one of the module ပေါ့နော်အဲ့တော့ဒီကျောင်းသားတွေ internship ပြီးမှဒါဒီ higher diploma program ကို fully complete ဖြစ်တယ်လို့ယူဆလို့ရတယ်ပေါ့နော်အဲ့တော့ဒီ program ပြီးသွားပြီဆိုလို့ရှိရင် internship လည်းတစ်ခါလေးပြီးသွားရတဲ့အတွက်ကိုယ်မှာအလုပ်ကိုင်အတွေ့အကြုံလည်းတစ်ခါလေးရသွားတယ်ပြီးဒီ internship ကကျတော့လစာရတယ်ပေါ့နော်အဲ့လစာဆိုလို့ရှိရင်လည်းမတို့ကျောင်းသားတွေဒီအနည်းဆုံးပေါ့နော်900 800လောက်ကနေစပြီးတော့အမတို့ဘက်ဒီပေါ့နော်1500လောက်ထိရတဲ့ကျောင်းသားတွေပေါ့နော်အဲ့လိုမျိုးရှိရဲသူကိုသွားရဲ့ကိုအလုပ်ရတဲ့ hotel ကိုလုပ်ရတဲ့နေရာမှာမူတည်ပြီးတော့ဒီလစာလေးကွာသွားတယ်ပေါ့နော်အဲ့ဒါပြီးရင်တော့သူက bachelor degree နောက်ထပ် final year top up ကိုဆက်ပြီးတော့6လပဲဆက်တဲ့ယုံနဲ့အမတို့ University of Sunderland ကချီးမြှင့်တဲ့ Bachelor of Science ပေါ့နော် honors degree in international tourism hospitality management ဆိုတဲ့ program ကိုbachelor degree ဘွဲ့တန်းပြီးတော့ရသွားမှာပေါ့နော်အဲ့တော့ international ကပဲထပ်ပြီးတော့ကြာဆိုတော့ total duration internship ပါမှ2နှစ်ခွဲ3နှစ်လောက်ပဲကြာတာပေါ့နော်အဲ့တော့ကိုကစာတွေ့လက်တွေ့နှစ်ခုလုံးတစ်ခါတည်းရသွားမယ် program လေးဖြစ်တယ်ပေါ့နော်အမတို့ရဲ့ဒီနေ့ highlight program ပါပါတယ်ပြီးတချို့ကျောင်းသားတွေကဒီ tourism ကိုတော့စိတ်ဝင်စားတယ်bachelor degree ကကြတော့ထားပါတော့ business နဲ့ပြီးထားတယ် IT နဲ့ပြီးထားတယ် engineering နဲ့ပြီးထားတယ် tourism sector တွေကိုဝင်ကျင်တယ်အလုပ်ကိုင်တွေ့ကြုံကတော့ဒီ tourism နဲ့ပတ်သက်ပြီးတော့နည်းနည်းပါရှိတယ်အဲ့လိုမျိုးကျောင်းသားလေးတွေက master degree လိုမျိုးကိုတက်ချင်တဲ့ကလေးရှိတတ်တယ်ပေါ့နော်အဲ့လိုကလေးရှိရဆိုလို့ရှိရင်လည်းအမတို့ကျောင်းမှာဒီ master of science ပေါ့နော် tourism hospitality ဆိုတဲ့ program ကိုအမတို့ဒီ University of Sunderland နဲ့ချိန်ပြီးတော့အမတို့ master program offer လုပ်ထားတယ်အဲ့တော့ဒီ program အတွက်ကိုလည်းအမတို့ loss scholarship တွေ offer လုပ်နေတာပေါ့နော်ဒီနှစ်မှာဆိုအမတို့ intake နှစ်ခုကျန်တယ် June ရဲ့ October ရဲ့ပေါ့နော်ဆိုတော့အဲ့ဒီ intake တွေကိုကိုယ်စိတ်ဝင်စားတဲ့ကျောင်းသားတွေပါတယ်ဆိုလို့ရှိရင်လည်းမတို့ detail ပေါ့နော်ဘယ်လောက် scholarship တွေဘယ်လောက် offer လုပ်ထားတယ်ပြီးပါ entry requirement တွေလိုအပ်တယ်ဆိုတဲ့ဟာအမတို့ထပ်ပြီးတော့ရှင်းပြပေးသွားမယ်ပေါ့နော်ဒါကတော့အမတို့ဒီ tourism program ရဲ့ဒီ information လေးပါပေါ့နော်ဒီဟာဆိုရှင်ဒါအမတို့ကျောင်းထဲမှာကျောင်းသားတွေပေါ့နော် practical လုပ်ရတဲ့ industrial visit က industrial ဆရာအမတွေလာပြီးတော့သူတို့ရှင်းပြတာမျိုးတွေလုပ်တာပေါ့နော်ဒါအမတို့ကျောင်းဝင်းထဲမှာပါပဲပြီးဒါကတော့အမတို့ရဲ့ biomedical science ပေါ့နော်အဲ့တော့ဒီနေ့ကတော့ biomedical နဲ့ပတ်သက်ပြီးကျောင်းသားလည်းအများကြီးမပါဘူးဆိုတော့အများကြီးတော့မရှင်းတော့ဘူးပေါ့နော်ဒါပေမဲ့စိတ်ဝင်စားတဲ့ကလေးတွေရှိရဆိုလို့ရှိရင်လည်းအမတို့ Q&A ချလို့ရှိရင်မေးလို့ရပါတယ်အမတို့မှာဒီပေါ့နော် life science ပေါ့နော်တချို့ကကျတော့ medicine ဒီ medical doctor အဖြစ်နဲ့လုပ်ချင်တယ်ပေါ့နော်ဒီ biomedical science research လုပ်ရတာစိတ်ဝင်စားတဲ့ကလေးတွေဆိုရှိရဆိုလို့ရှိရင်အမတို့ကျောင်းမှာဒီ biomedical science ကလည်း popular ဖြစ်တဲ့ program တစ်ခုထဲမှာလည်းပါတယ်ဒီမှာကျောင်းသားတွေလည်းတော်တော်လေးတက်ကြတယ်ပေါ့နော်အဲ့တော့ဒါကတော့အမတို့ရဲ့နောက်ထပ် one of the program ပေါ့နော်ဆိုတော့အမဒီ program လေးကိုတော့ဒီမရှင်းပြတော့ဘူးပေါ့နော်ထပ်ပြီးတော့တကယ်လို့စိတ်ဝင်စားတဲ့အကြောင်းသားလေးရှိရဆိုရှင်အမတို့ Q&A ကြလို့ရှင်ပြပြပေးလို့ရပါတယ်ပြီးရင်ဒါကကြတော့အမတို့ရဲ့ healthcare ဆိုတော့ healthcare ကကြတော့လဲအခုနောက်ပိုင်းတော့ interesting ဖြစ်တဲ့ကျောင်းသားတွေရှိရဲတချို့တွေကြတော့လဲ nursing degree တက်ချင်တဲ့ကျောင်းသားမျိုးတွေတချို့အမတို့ enquiry လာတယ်ပေါ့နော်ဒါပေမဲ့ nursing ကကြတော့အမတို့ဒီ local ကျောင်းသားတွေပဲ offer လုပ်တာဖြစ်တဲ့အတွက် international ကျောင်းသားတွေအမတို့ offer မလုပ်ဘူးပေါ့နော်အဲ့တော့ကိုကဒီ healthcare industry မှာလုပ်ချင်တယ်ဆိုရှင်တော့အမတို့မှာ healthcare management ဆိုတဲ့ program လေးရှိရဲဆိုတော့ဒါလေးကိုလည်းတကယ်လို့စိတ်ဝင်စားတဲ့သူတွေရှိရဲဆိုရှင်မှနောက်မှဒီပြပေးလို့ရတယ်ပေါ့နော်အခုတော့မှဒီ program လေးလည်းကြော်လိုက်မယ်ပေါ့နော်ဒါကတော့အမတို့ရဲ့ဒီmedia ပေါ့နော် media နဲ့ပတ်သက်တဲ့ program လဲဒီ interest တိတ်မပါဘူးထင်တယ်ဆိုတော့အမဒါလေးလဲကြော်လိုက်မယ်အမတို့ကြောင့်မှ media နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီလို presenter တို့ဒီပြီးလို့ရှင် video editing ပိုင်းတွေလုပ်ချင်တဲ့ကျောင်းသားမျိုးတွေရှိရဲအဲ့လိုဆိုလို့ရှင်လဲjournalist တွေပေါ့နော်အဲ့လိုမျိုးပိုင်းကိုတွားချင်တယ်ဆိုလို့ရှင်လဲမတို့ရှင် story လုပ်ထားတယ်ပေါ့နော်ဒါကတော့ fashion ဆိုတော့ fashion လဲမတို့ကြောင့်မှာဒီ fashion design တွေfashion product promotion ပိုင်းတွေကိုလည်းမတို့ကြောင့်မှာ offering လုပ်ပေးထားပါတယ်
အဲ့တော့သိချင်တဲ့ကျောင်းသားလေးရှိရဆိုရှင်လည်းအမကို Q&A session ကြလို့ရှင်တစ်ချက်မေးပေးပါနော် preparate အခုနောက်ပိုင်းတော့ကျောင်းသားလေး inquiry လာပြီးတော့တော်တော်လေးတက်ကြတယ်အဓိကတက်တာတော့ဒီ GCA level program ပေါ့နော်တချို့ရမြန်မာနိုင်ငံမှာ IGCSE ပြီးတော့အဲ့လို medical school တွေသွားတော့ပြီးလို့ရှင်ဒီစင်ကာပူမှာရှိနေတဲ့government university တွေပေါ့နော် NTU အဲ့လိုမှာတက်ချင်တဲ့ကလေးတွေဆိုလို့ရှိရင်အမတို့ဒီ level လာတဲ့ကျောင်းသားကြီးများတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးရှင်းပြလို့ scholarship ကိုကျောင်းမှာအခုလက်ရှိ of နေတဲ့ scholarship တွေပေါ့နော်အဲ့တော့ကျောင်းသားတော်တော်များလည်းဒါတွေကိုအမြဲတမ်းသူတို့သိချင်ကြတာပေါ့နော်သူတို့စိတ်ဝင်စားတယ် scholarship offer ရောရှိလာတာဒါအမြဲတမ်းမေးတဲ့မိကွန်းထဲမှာပါတယ်ပေါ့နော်ကျောင်းသားလေးတွေအဲ့တော့အမတို့ကျောင်းမှာလက်ရှိကကြတော့ဒီခုနအမပြောတဲ့အထက်မှာလည်းပါတယ်ပေါ့နော်ဒီ Master of Business Administration ပေါ့နော် MBA program ကိုအမတို့ University of Sunderland နဲ့ချိန်ပြီးတော့ offering လုပ်ထားတယ်အဲ့တော့အမတို့ intake ကတော့ဒီ 1st June မှာ intake တစ်ခုရှိရပေါ့နော်အဲ့တော့အဲ့ဒီ program အတွက်ကိုအမတို့ကဒီ scholarship grant ပေါ့နော်8500အထိအမတို့ offer လုပ်ထားပါတယ်အဲ့တော့ဒါ8500ဆိုမြန်မာငွေဆို8324 340နီးပါးလောက်အမတို့တက်တာခွင့်ရှိရပေါ့နော်အဲ့တော့တကယ်လို့ master program ကိုတက်ချင်တယ်ကိုယ့်ရဲ့ career ကို upgrade လုပ်ချင်တယ်ဒီ managing level ကိုသွားချင်တဲ့ကျောင်းသားလေးဆိုရှင်ဒီ MBA program ကိုတက်လို့ရတယ်အမတို့ဒါဆိုရှင်ဒီ study grant scholarship grant နှုတ်ပြီးတဲ့အချိန်မှာ school fee က2000ဝန်းကျင်လောက်ပဲရှိရပေါ့နော်အဲ့2000ကိုဒါ instrument အနေနဲ့လည်းဖွဲ့သွင်းလို့ရတယ်ပြီးရင်နောက်တစ်ခုကကျတော့ additional support အနေနဲ့မတို့ကဒီမှာပေါ့နော် application fee waiver ကိုလည်းမတို့490ပေါ့နော်အဲ့ဒါကိုမတို့ပြန်ပြီးတော့ waiving ပြန်ပြီးတော့ full ပြန်ပေးထားတယ်ပေါ့နော်အဲ့တော့ဒါဆိုရှင်8500လောက်ဆိုရှင်ဒါ9000နီးပါးလောက်တော့တက်တာသွားပြီပေါ့နော်ဒါကတော့အမတို့ရဲ့ MBA program မှာပြီးနောက်တစ်ခါကျတော့ဒီ MSc ပေါ့နော် Cyber Security Program ဆိုလို့ရှိရင်လည်းအမတို့ကျောင်းမှာဒီ scholarship grant အနေနဲ့11000ထိပါအမတို့သူကပေါ့နော် offer လုပ်ထားတာဆိုတော့ဒါ April အမတို့ intake ကတော့ April မှာရှိရဲအကယ်၍ဒီ site ဒီပေါ့ ID ပြီးမှလုပ်နေကြတယ်လုပ်ချင်တဲ့ကျောင်းသားလေးရှိရဆိုရှင်အရန်ကိုပေါ့နော်အရန်တန်တယ်ပေါ့နော်ဒီ school fee ဒီ scholarship grant ပေးထားတဲ့အပေါ်မှာမူတည်ပြီးတော့ school fee ကအမတို့18000 19000လောက်ပဲကျရတယ်ပေါ့နော်ဒီ after study ပေါ့နော် scholarship grant လုပ်ပြီးရဲ့အချိန်မှာသူလည်းအမတို့ထိဆိုင် university နဲ့ချိန်ထားတာပေါ့နော်ဒါကတော့အမတို့ရဲ့ cyber security ရဲ့ master program မှာပြီးရင်နောက်တစ်ခုကျတော့အမတို့ရဲ့ဒီနေ့ highlight program ဖြစ်တဲ့ဒီ tourism ပေါ့နော်အမတို့ tourism program 3ခုလုံးကိုလည်းအမတို့အကြောင်းမှာ offering လုပ်ပေးနေပါတယ်သူကတော့ဒီ scholarship grant က6000အထိကိုအမတို့ပေးထားတာပေါ့နော်အဲ့တော့သူကတော့ဒီပေါ့6000အထိပေးထားတာအဓိကဒီ bachelor degree ကိုတော့အမတို့အမြင့်ဆုံးပေးထားတာပေါ့နော် bachelor degree ပြီးရင်အမတို့ဒီ higher diploma program ပြီးလို့ရှင် foundation program အဲ့တော့ကိုပဲ level ကနေပဲစအမတို့ကျောင်းမှာဒီ offering တွေလုပ်ပေးထားတယ်ပေါ့နော်scholarship grant တွေအမတို့ပေးထားတယ်ပြီး plus ဒီအမတို့ application fee waiver အမတို့ကျောင်းထဲမှာအမတို့ကျောင်း offer လုပ်ပေးထားတယ်ပေါ့နော်ဒါကတော့အမတို့ University of Sunderland နဲ့ချိန်ထားတဲ့tourism program မှာအဲ့တော့ဒီ date ထပ်ပြီးတော့ကိုယ့်ရဲ့သိချင်တယ်ပေါ့နော်အဲ့ဒါလေးကိုယ့်ရဲ့ entry requirement တွေမိမမိအဲ့ဒါလေးဆိုရှင်အမတို့ Q&A session ကြားလို့ရှင်လည်းအမတို့ထပ်ပြီးတော့ရှင်းပြပေးမယ်ပေါ့နော်ဒါကတော့အမတို့ကျောင်းရဲ့ tourism program ရဲ့ offer မှာပြီးရင်တော့ college programလည်းအမတို့စင်$2000ထိတို့ offer မှာမပါတဲ့ဒီ scholarship မပါတဲ့ program တွေကိုစိတ်ဝင်စားအကြောင်းသားရရှင်လည်းအမတို့တခြား study grant တွေပေးပါတယ်အဲ့ဒါကတော့ application fee waiver အပြင် study grant က2000အထိအမတို့ degree အကြောင်းသားရအတွက်ကိုပေါ့နော်2000ထိအမတို့ offer လုပ်ထားတဲ့ဟာတွေလည်းရှိရပေါ့နော်ဆိုတော့တယောက်ချင်းစီအတိုင်းကကြတော့စိတ်ဝင်စားတဲ့ program တွေလည်းမတူသလို scholarship ရတဲ့ဟာလေးလည်းမတူနိုင်ဘူးပေါ့နော်Okay ဒါကတော့နောက်ထပ် scholarship ထပ်ပြီး offer လုပ်တဲ့နောက်ထပ် program တွေပေါ့နော်အဲ့တော့ခုနဒီ tourism ဒီ MSc ပေါ့နော် tourism hospital 9562offer လုပ်ပေးထားပါတော့ scholarship နဲ့ပတ်သက်ပြီးစိတ်ဝင်စားတယ် master program ကိုတက်ချင်တဲ့ကျောင်းသားလေးရှိရဆိုရှင်လေဒီ study grant ဒီ scholarship grant ကိုရအောင်ပေါ့နော်အမတို့ဒီ intake နှစ်ခုမှာရှောက်ပြီးတော့ဒီ grant ကိုယူလို့ရပါတယ်ပြီးရင်တော့ဒါ engineering ပေါ့နော် engineering မှာသူကကြတော့အမတို့ဒီ foundation ကနေတက်ရောက်တဲ့ကျောင်းသားတွေအတွက်ဆိုလို့ရှိရင်တော့သူကဒီ grant ကတော့available မဖြစ်ဘူးပေါ့နော်သူကတော့ဒါ bachelor degree ကို direct တက်ရောက်ခွင့်ရတဲ့ကျောင်းသားတွေအတွက်ဆိုလို့ရှိရင်အမတို့က$10 scholarship up to 4000ပေါ့နော်4300အမတို့ offer လုပ်ထားတယ်ဆိုတော့မြန်မာငွေနဲ့ဆိုရှင်လေ3စနစ်ပေါ့နော်အမတို့320လောက်ထိကိုအမတို့ဒါ offer လုပ်ထားတယ်ဒါအမတို့ဒီကျောင်းသားတွေအတွက်ပေါ့နော်အဲ့လိုရှင်တော့အမတို့ main intake ရှိရပေါ့နော်ဒါက engineering ကို3နှစ်တက်ရတဲ့
ဒီအကြောင်းသားရဲ့ဆိုရှင်မတို့ဒီ mechanical electrical top up သမားရဲ့အတွက်လည်းအမတို့ဒီ scholarship ကကြတော့3000အထိပေါ့နော်3290အထိအမတို့ပေးထားတယ် intake ကတော့အမတို့ July မှာ intake တခုရှိတယ်ဒီ scholarship offer လို့ခြင်းနဲ့ဆိုရှင်မတို့ဒီ July intake ကိုရှောက်လို့ရပါတယ်ပြီးလို့ရှင်တော့ဒီ application fee waiver 100%လည်းပြင်ပြီးတော့အမတို့ waive ထပ်ပြီးတော့ total ဆိုလို့ရှင်ဒါအမတို့3000ကျင်လောက်တက်တာသွားမယ်ပေါ့နော်ပြီးရင်တော့ဒါ biomedical science လည်းအမတို့ကျောင်းမှာ scholarship 9000အထိအမတို့ပေးထားတယ်ပေါ့နော်ဒါကတော့ first year second year third year direct သွားတဲ့ကျောင်းသားတွေအတွက်ကိုအမတို့ scholarship F2 9000ပေါ့နော်9000အထိအမတို့ပေးထားတာဖြစ်တဲ့အတွက်ဒါကတော့အခုအမတို့ဒီ2024ရက်ကနေပြီးတော့ကျောင်းလာတက်တဲ့ကျောင်းသားတိုင်းပေါ့ international student တိုင်းအတွက်ကိုအမတို့တက်ဖို့ဘာတွေလိုအပ်လဲဆိုလို့ရှိရင်တော့ဒါကျောင်းသားတစ်ယောက်ချင်းစီရဲ့ entry requirement တွေသူတို့ရဲ့ background ပေါ်မှာမူတည်ပြီးတော့မတူနိုင်တဲ့အတွက်အမတို့ Q&A session ကြားလို့ရှိရင်ကျောင်းသားတစ်ယောက်ချင်းစီရဲ့မိကုန်းတွေအမတို့ဖြည့်ပေးသွားမယ်ပေါ့နော်ဘယ်လိုကျောင်းသားတွေဆိုလို့ရှိရင်တော့ဘယ် scholarship တွေကိုရှောက်လို့ရတယ်ဘယ်လိုမျိုး study grant တွေရနိုင်တယ်ဘယ်လို offer တွေရနိုင်တယ်ဆိုတဲ့ဟာအမတို့ဒီ Q&A session ကြားလို့ရှိရင်လည်းဒီ data ထပ်ပြီးတော့ရှင်းပြသွားပါမယ်ဒါကတော့အမပထမဆုံးမှာလည်းပြောထားတဲ့ career assistant unit ပေါ့နော်ဒါအမတို့ကျောင်းမှာဒီတက်နဲ့ကျောင်းသားတွေအတွက်ကို assist လုပ်ပေးထားတဲ့ပေါ့နော်အသင် department တစ်ခုရှိရပေါ့နော်နောက်ဆုံးဒါကတော့အမတို့ကျောင်းသားလေးရဲ့ feedback လေးပေါ့နော်ဒီတိုင်းပဲဟိုကျောင်းသားလေးအကုန်လုံးမြင်လို့ရအောင် sharing လုပ်ပေးတာပါဆိုတော့ဒီနေ့အတွက်အမရဲ့ presentation ကတော့ဟိုဒီလောက်ပဲပေါ့နော်အဲ့တော့အခုကတော့ဒီအမတို့ Q&A session လေးကိုမသွားခင်မှာအမတို့ဒီ7 minute လောက်ပေါ့နော်အမတို့ရဲ့ဒီ MDS မှာလက်ရှိတက်နေတဲ့ကျောင်းသူလေးရှိရပေါ့နော်ဒီကျောင်းသူလေးညီမလေးနာမည်ကကြတော့ဟိုမေသူတန်းလို့ခေါ်ပါတယ်အခုသူကတော့လက်ရှိအမတို့ကျောင်းရဲ့bachelor degree ပေါ့နော်tourism bachelor degree ကိုတက်ရောက်နေတဲ့ကျောင်းသူလေးဖြစ်ပါတယ်တကယ်လို့ညီမလေးအဆင်ပြေရဆိုလို့ရှိရင်လေဗီဒီယိုလေးဖွင့်ပြီးတော့လေsharing လေးအမတို့တစ်ချက်လောက်လုပ်ပေးပါအောင်လို့အမမိကွန်းလေးတွေပေါ့နော်အမစီစဉ်ထားတဲ့မိကွန်းလေးရှိရပေါ့နော်အဲ့ဒါလေးညီမလေးနဲ့အမေးဖြေလေးလုပ်ချင်ပါတယ်ညီမဗီဒီယိုလေးဖွင့်ပေးပါအောင်နော်ဟုတ် Okay ညီမလေးဟုတ် introduction လေးပါဟုတ်ညီမလေးဒီပါတယ်ဟုတ်ညီမလေး intro လေးလုပ်ပေးပါဟုတ်ညီမနာမည်ကမောတက်နေရပေါ့နော်ဟာဒီပလိုမာနေပြီးတော့ degree ကို join နေရhospitality နဲ့ပတ်သက်တဲ့မိကြအောင်ပေါ့နော်ဟုတ်ညီမလေးဟုတ်ကျေးဇူးပါအဲ့ဆိုရင်တော့အမဒီမိကုန်းလေးစလိုက်မယ်ပေါ့နော်လက်ရှိညီမလေးအခုအမတို့ MDS မှာလည်း degree တက်နေရဆိုတော့လေအဲ့တော့ညီမလေးအမတို့ကျောင်းကိုပေါ့နော်ဒီကျောင်းကိုမရွေးခင်ညီမလေးဒီ tourism ကိုပေါ့နော်ဘာကြောင့်စိတ်ဝင်စားပြီးတော့ညီမလေးရွေးပြစ်ခဲ့ရလဲပေါ့နော်အဲ့ဒါလေးလည်းတစ်ချက်လောက်ပေးပါအောင်ဟုတ်ညီမရဲ့အေးပေါ့နော် home business ကကြတော့ဟို hostel ဖွင့်တာပေါ့နော်အဲ့တော့ hostel လောက်လာတာလဲကြာပြီဆိုတော့ဒီဟာနဲ့ပတ်သက်တဲ့ဟာကိုစိတ်ဝင်စားတာပေါ့နော်အဲ့တော့ကိုကဒီ hotel နဲ့ပတ်သက်တဲ့ဟာကိုပဲ join မယ်ဆိုပြီးတော့ဟိုအဲ့မြန်မာပြည်မှာလည်းထပ်ပြီးတော့အမျိုးနှင်းဖြစ်ရှင်တော့ပေါ့နော်ဒီနိုင်ငံခြားမှာထွက်ပြီးတော့ hospitality နဲ့ပတ်သက်တဲ့အလုပ်ကိုလုပ်ရှင်နေပေါ့နော်အဲ့အကြောင်းမို့လို့ဒီ major ကိုရွေးဖြစ်တာပါဟုတ်ကဲ့ညီမလေးကျေးဇူးပါအဲ့ဆိုညီမလေးပြန်ပြီးတော့ကိုယ့်ရဲ့ business ကိုလည်းပြန်ကူလို့ရတာပေါ့ tourism ဟုတ်ပြီးတော့ဒီစင်ကာပူမှာလည်းအဲ့လိုမျိုးဒီသူတို့ဒီဟာ hotel program လေးပေါ့နော်အဲ့လိုတွေလည်းတည်ချင်တယ်ပြီးတော့ကိုတိုင်းလည်းအဲ့လိုမျိုးဝင်လုပ်ချင်တယ်ပေါ့နော်အဲ့ဒါမျိုးဒီအရာကို join လိုက်တာပါဟုတ်အဲ့တော့ညီမလေးအခုအဲ့ tourism ကိုတော့ဒီလိုမျိုးအကြောင်းအရာအကြောင်းရွေးလိုက်တယ်ပေါ့နော်အဲ့တော့ဒုတိယဆင့်အနေနဲ့ဆိုညီမလေးဒီ study pro လုပ်ဖို့အတွက်ကို prepare လုပ်ရတယ်အဲ့တော့ MDS ကိုညီမလေးဘယ်လိုမျိုးရွေးပြတဲ့အကြောင်းရယ်ပြီးညီမလေးဒီ prepare လုပ်တဲ့ဟာမှာဒီကအမတွေပေါ့နော်ဒီအစာတို့ဘယ်လိုမျိုးကူညီခဲ့လဲအဲ့ဒါလေးလည်းညီမလေးရှင်းပြပေးပါအောင်နော်ညီမဒီ MDS ကို join မယ်ဆိုတော့ညီမဒီ direct မဝင်သေးပဲပေါ့နော်ဟို direct ဝင်လို့ရှိရင်ကိုကဘယ်လိုဝင်ရမှန်းမသိတော့အရင်ဆုံးဒီ Facebook မှာရိုက်ရှာလိုက်တယ်ရှာလိုက်တော့ဒီမျိုးမြန်မာပြည်မှာလည်း agent ရှိရပေါ့နော်အဲ့ဒါနဲ့အမျိုးတွေ့တော့အဲ့လိုအရင်ဆုံးသွားပြီးတော့အမပန်းကြီးမပန်းမဟုတ်ပဲဒီ70 group မှာသွားပြီးတော့မေးပြီးတော့သူကအကုန်လုံးပေါ့နော်ဒီdocument တွေလည်းအကုန်လုံးကိုလိုတဲ့ဟာတွေအကုန်လုံးလည်းသူကအဲ့လိုမျိုးတစ်ခုပြီးတစ်ခုပေါ့နော် step by step အကုန်လုံးလုပ်ပေးတယ်ပြီးလို့ရှိရင်ဟိုဘာတော့ဒီ single မှာကြောက်လို့ရှိရင်လည်းဒါဘယ်ဟာတွေကဘယ်လိုအထီးကလိုလဲပေါ့နော်ဘယ်လိုပြင်ရမလဲဆိုပြီးတော့အကုန်လုံးအစအဆုံးအတိအကျပေါ့နော်အကုန်လုံးလုပ်ပေးရဟုတ်မဆာရာတို့ဒီ Sandy Global ကနေညီမလေးကိုကူညီပေးရပါတော့ဒီကြောင်း information တွေ share အဲ့တော့ MDS ကကြတော့ညီမလေးဟိုဒီတိုင်းပဲဟိုသူများပြောလို့အဲ့လိုမျိုးပေါ့နော်တစင်ကြားရလားဒါမှမဟုတ်ဟိုကိုယ့်ဘက်ကိုအဲ့လိုမျိုးလေ့လာပြီးတော့မှသဘောကျပြီးအဲ့လိုတော့မဟုတ်ဘူးညီမဒီဟာကိုပေါ့နော် MDS မရွေးခင်မှာညီမ single မှာရှိနေတာ
ညီမအမကလည်းစိန်မှာရှိနေတာဆိုတော့ဒီမှာခဏလာနေရပါတော့အဲ့ဒါနဲ့ညီမပေါ့ဒီလိုမျိုးကြောင်းတက်ရှင်နေဆိုတော့ရှာနေနဲ့အမကဒီပေါ့နော် MDS ကဒီစိန်မှာကောင်းပေါ့အရင်ကောင်းနေတယ်မှာပါတယ်ပေါ့နော်အဲ့နဲ့ပေါ့အဲ့လိုမျိုးရွေးရတဲ့အချိန်မှာ MDS ကိုရွေးပြစ်သွားတာအမတွေရဲ့ recommend ပေးတာလည်းပါတာပေါ့နော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်လို့ညီမလေးMDS ကို recommend ပေးလို့ဟုတ်ကဲ့အဲ့တော့ညီမလေးရဲ့ဒါပေါ့ study abroad journey ကကြတော့ဒါမဆာရောနဲ့လည်းတွေ့ညီမလေးမလည်း MDS ကိုရွေးလိုက်တယ်ပေါ့နော်အဲ့တော့ညီမလေးဒီ MDS ကိုရောက်လာပြီးပြီပေါ့နော်ဒီ higher diploma program လာလျှောက်တာအဲ့တော့ညီမလေးရောက်လာတဲ့အချိန်မှာကိုယ့်ရဲ့ expectation ရောကိုက်မိလားပြီးလို့ရှိရင်ညီမလေးတောက်လျှောက်ဒီ higher diploma program မှာသင်ခဲ့ရတဲ့အတွေ့အကြုံတွေပြီးရင်အဲ့ဟာလေးလည်းမတို့တစ်ချက်လောက် share ပေးပါအောင်ညီမလေးအစဒီ higher diploma ရွေးတုန်းကတော့အစအမျိုးဒီ internship ပါတာကိုမရွေးသေးဘူးပေါ့နော်နောက်ကျတော့ကိုယ့်ရဲ့စိတ်ထဲမှာဒီစင်ဟူမှာကတော်ရုံကအလုံးနဲ့ပတ်သက်ပြီးတော့ပေါ့နော်အရန်ဘယ်လိုပြောမလဲစီကံလည်းရှိတယ်ပြီးလို့ရှိရင်သူတို့ရဲ့အမျိုးပေါ့နော်ဒီ rules တွေကိုလိုက်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုမြန်မာပြည်မှာလောက်ရတာနဲ့မတူတော့ညီမကအဲ့လိုဒီလိုမျိုး run လဲပေါ့နော်ပြီးလို့ရှိရင်သူတို့ဘယ်လိုမျိုးအလုံးလုပ်လဲဆိုတာသိချင်တဲ့အတွက်ကြောင့်မို့ဒီ internship ပါတဲ့ဟာကို join လိုက်တာမျိုးပြီးတော့ကိုလည်းအလုပ် experience ရတာပေါ့နော်အဲ့ဟာမျိုးစိတ်ဝင်စားလို့ဆိုပြီးတော့ဒီဟာကို join လိုက်တာ join လိုက်ပြီးတော့အခုဒီ degree join တဲ့အချိန်ကျမှဒီ internship ပြီးသွားတယ် H&D ပြီးသွားတယ်ဒီ degree ကိုဆက် join တယ်ဆိုတော့ကိုပို့ပြီးတော့မျိုးလीဒီ hospital နဲ့ပတ်သက်တဲ့အရာတွေကိုပို့ပြီးတော့လည်းသိလာတယ်ပို့ပြီးတော့လည်းအဲ့လိုမျိုးနားလဲလာတဲ့အတွက်ကြောင့်မို့ဒီ H&D ပေါ့နော် higher diploma ကိုအရင် join မိတာကိုမှန်တယ်လို့လည်းခံစားရတယ်ပေါ့နော်မျိုး degree အရင်မ join မဲနဲ့အဲ့ဒါကို join လိုက်တာပို့ပြီးတော့မှန်တယ်လို့လည်းခံစားရတယ်ပေါ့နော်ပို့ပြီးတော့လည်းအဲ့မျိုးကိုလောက်လာတဲ့တောက်လျှောက်မှာအဲ့မျိုး presentation တွေလည်းလုပ်ရတယ် assignment တွေလည်းလုပ်ရတယ်ပေါ့နော် exam လည်းရှိရဆိုတော့မပြင်းရဘူးပေါ့နော်ပြောရတယ်ပြီးလို့ရှိရင်အမျိုး hospital နဲ့ပတ်သက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အနည်းဆုံးတော့2လတစ်ခါလောက်အမြဲတမ်းအဲ့လိုမျိုး hotel တွေကိုလိုက်ပြီးတော့လေ့လာမှုရှိရဲပြီးလို့ရှိရင် practical လည်းပါတာဆိုတော့ကြောင့်တကယ်ကိုအလုပ်ထဲလဲဝင်ရောဘာမှအရင်ကြောက်စရာမလိုတော့ဘူးပေါ့နော်ဟုတ် activity အများကြီးလုပ်ခဲ့ရတာမလေဟုတ်ကဲ့ presentation တွေလည်းလုပ်အဲ့လိုမျိုးဒီ practical လုပ်တယ်ဆိုလို့ရှိရင်လည်း practical ကဒီတိုင်းပဲလုပ်ရုံနဲ့မပြီးဘူးပေါ့နော်ကိုယ်တိုင်စောင့်မွေးတွေလည်းဖြေရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီစင်ကူရဲ့ဒီ hospitality industry ရဲ့ဒီ standard ကိုလည်းကိုကသိသွားတာပေါ့ဟုတ်အဲ့ညီမလေး internship ကကြတော့ဘယ်မှာလုပ်ခဲ့ရလဲညီမလေးဘာလုပ်ခဲ့ရလဲပေါ့နော် internship ကဟုတ်ညီမကဒီ Sentosa မှာရှိတဲ့ Capella Hotel ရဲ့Auriga Spa မှာလုပ်ခဲ့ရတာဟုတ်ဟုတ်ကဲ့ဟုတ်ညီမလေးအိမ်မှာ6လလောက်လုပ်လိုက်ခဲ့ရတာပေါ့နော်ဟုတ်ကဲ့6လလုပ်ခဲ့ရတယ်ဟုတ်ဟုတ်ကဲ့အဲ့တော့အဲ့အတွေ့အကြုံတွေညီမလေးခုနပြောသလိုပဲဒါဒီကျောင်းကနေပြီးတော့ဒီစာရေးလက်တွေ့တွေသင်ပေးလိုက်တယ်ပြီးတော့ internship အတွေ့အကြုံတွေရတော့ဒါညီမလေးဒီကိုအေးစစ်နေပေါ့နော်ညီမလေးလက်ရှိဒါဒီမှာကမတက်ခဲ့ယူတက်သွားတိတိ knowledge တွေမရှိဘဲနဲ့ဒီပြီးတော့ standard တွေလည်းသိမသိဘူးပေါ့နော်ဒါတန်း join လိုက်တယ်ဆိုလို့ရှိရင်ကိုကအမျိုးသူဒီ higher diploma မှာကိုပြောခဲ့တဲ့အရာတွေပေါ့နော်ဒီလုပ်ခဲ့တဲ့ဟာတွေနဲ့ degree ရောက်တော့ကိုကအစိမ့်သက်မဖြစ်နေတော့ဘဲနဲ့အကုန်လုံးကဘယ်လိုတစ်စိမ့်ပြီးတစ်စိမ့်တက်သွားတော့ဒီကနေ့ပတ်သက်ပြီးတော့အကုန်လုံးနားလဲရပါတော့ပြီးတော့ degree ကိုအတိုင်းပဲမြန်မာပြည်ရောက်လာပြီး degree တန်း join မယ်ဆိုလို့ရှိရင်ကိုမှဟိုပေါ့အင်္ဂလိပ်နဲ့ပတ်သက်တဲ့အရာတွေပေါ့နော်အင်္ဂလိပ်စာနားမလည်တာတို့ဒီဟာကြီးကိုအစိမ့်လိုက်ကြီးတွေ့ရတာထက်ဆိုင် H&D ကို join ပြီးတော့ degree တက်လိုက်တဲ့အချိန်မှာကို assignment လုပ်တဲ့အချိန်ဆိုလဲအရန်လွယ်သွားတယ်ပြီးလို့ရှိရင်ဆရာကြီးအဲ့လိုမျိုး lab quantity ပေါ့နော်အဲ့လိုမျိုးheavy မဖြစ်တော့ဘဲနဲ့အဲ့လိုမျိုးဖြည်းဖြည်းချင်းနဲ့ပျော်သွားလို့ရတာပေါ့မှာဒါဆိုညီမလေးဟို internship မှာတော့အဲ့လိုမျိုးဒီစပြီးတော့ဒါလိုပဲဖြစ်ဟိုညီမလေးမြန်မာနိုင်ငံမှာတော့တွေ့ကြုံရှိခဲ့မဲ့ဟို overseas မှာကြာတာညီမလေးအလုပ်တွေ့ကြုံနေပါလေမရှိသေးဘူးလေနော်အဲ့တော့လုပ်တဲ့အချိန်ညီမလေးနေနဲ့အခက်အခဲတွေတွေ့ခဲ့ရသေးလားဒါမှမဟုတ်ကျောင်းကနေ training လုပ်ပေးလိုက်တဲ့အတွက်ညီမလေးဘာမှအခက်အခဲမရှိဘဲနဲ့သူ့ရဲ့ဒီ flow တိုင်းမှာညီမလေးဝင်သွားနိုင်လားပေါ့နော်အဲ့ဒါလေးလည်း sharing internship ကကြတော့လေသူက internship ဟိုပေါ့နော်လုပ်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့လို့အလုပ်ထဲမှာဆိုလို့ရှိရင်လည်းသူကအကုန်တင်မိတယ်ပြီးတော့ကိုဘယ်လိုမျိုးဒီညီမအခုလုပ်တဲ့ဟာဆိုလို့ရှိရင်သူကဒီစင်ကူတနိုင်ငံလုံးမှာသူကအဲ့လိုမျိုးဟို5 star ရထားတဲ့ spa တစ်ခုပဲရှိတယ်သူတစ်ခုပဲရှိတဲ့အတွက်ကြောင့်မို့လို့
အရန် standard ကမြင့်တယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့လိုမျိုးသူတို့အဲ့တော့သူတို့ကတစ်ခုချင်းစီလည်းတင်ပြီးတယ်အကြောင်းမှလည်းတစ်ခါရဲကိုကအဲ့လိုမျိုး friend test နဲ့ပတ်သက်တာပေါ့နော်အဲ့လိုမျိုးလည်းလုပ်ပြီးသွားပြီဆိုတော့ကို internship တဲ့ဝင်တော့ကြတော့ reception ဘိုင်းဝင်လို့ရှိရင်ကိုဘယ်လိုလုပ်ရမလဲဘာသာအကုန်လုံးသိသွားအရင်တင်စရာမလိုတော့ဘူးပေါ့နော်အဲ့လိုမျိုးသိသွားတယ်သူတို့ကဘေးနားနည်းနည်းပတ်မိုးပေးလိုက်နိုင်တယ်ကိုကအဆင်ပြေရပေါ့ဟုတ်အဲ့လိုမျိုးရှိရဟုတ်အဲ့ပေါ့ဒါကတော့ညီမလေးအခုhigher diploma လည်းပြီးသွားပြီးတော့ဒါ tourism ခုနဒီ internship မှာဒါရခဲ့တဲ့တွေ့ကြုံလေးပေါ့နော်အဲ့တော့အဲ့ဒီအတွေ့အကြုံတွေကနေပြီးတော့ညီမလေးခုနကတော့ပြောသွားတာ bachelor degree ညီမလေးတက်ဖို့အတွက်လည်းဒါ decision လည်းချပြစ်သွားသလိုအခုအဲ့ဒီအတွေ့အကြုံတွေကပဲညီမလေး bachelor degree မှာရောဘယ်လောက်ထိပေါ့နော်အခုဆိုရင်တချို့ဆိုရင်ဒါညီမလေးခုနပြောသလိုဒီ higher diploma မတက်ဘဲနဲ့လာတဲ့ကျောင်းသားတွေရှိမယ်လေညီမလေးကကျတော့ဒီ higher diploma ပြီး internship ပြီးတော့မှဆိုတော့အဲ့ကွာဟာချက်လေးပေါ့နော်ပြီးရင်ညီမလေးအခုလက်တွေ့ဒီ bachelor degree မှာသင်ကြားနေရတဲ့ဟာလေးပေါ့နော်အဲ့ဒါလေးလည်းနည်းနည်းလေး sharing လုပ်ပေးပါအောင်ဒီရီကိုတခါရဲ့တန်း join မယ်ဆိုလို့ရှိရင်ကိုကဒီဟာနဲ့ပတ်သက်တဲ့ဒီ knowledge ပေါ့နော် basic knowledge တွေမသိဘူးပြီးလို့ရှိရင်ကိုကတကယ်ကိုအခုဒီ degree ကကြတော့ individual assignment လုပ်ရတာပေါ့နော်ဒီ HND မှာကြတော့သူက group assignment အဲ့တော့ကိုကအမျိုး group assignment ဆိုတော့နည်းနည်းပေါ့တယ်ပေါ့နော်ပေါ့တယ်ပြီးလို့ရှိရင်presentation လုပ်လဲ group နဲ့ဆိုရဖြစ်တဲ့ကြောင့်မလို့ကိုတငယ်ချင်းနဲ့လုပ်ရတဲ့ကြောင့်မလို့ fan ဖြစ်တယ်ပေါ့ပါလုပ်ရတယ်ပေါ့နော်ပြီးတော့ဒီ degree မှာကျတော့ assignment လည်း individual ဘာလို့ individual ပေါ့နော်အဲ့တော့ကိုကတကယ်လို့ဒါဒီ HND မှာမ join ခဲ့ပဲနဲ့တကယ်လို့ဒီမှာ assignment လုပ်တယ်ဆိုရင်ကိုတယောက်တည်းနဲ့လုံနိုင်မှာမလားပေါ့နော်တကယ်လို့လုံနိုင်နေဆိုလို့ရှိရင်တော့ဒါကိစ္စမရှိဘူးပေါ့နော်ဒါပေမဲ့ကိုတယောက်တည်းအရင်အဲ့လိုမျိုးဖြစ်တတ်တယ်ဆိုလို့ရှိရင်တော့ညီမကတော့ HND ကို join စေချင်တယ်higher diploma join ပြီးမှ diploma ကိုတက်စေချင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုတယောက်တည်းယုံနိုင်တယ်ဆိုလို့ရှိရင်တော့အဆင်ပြေတာပေါ့နော်ညီမကြတော့ဒီမျိုးဒီ HND တက်ပြီးတော့ဒီ degree set join ဖြစ်တဲ့အတွက်ကြောင့်မို့လို့အခု assignment လုပ်တယ်ဆိုလို့ရှိရင်လည်းကို AACC ပဲပေါ့နော်ကိုဘယ်ချိန်ညရင်ဘယ်လိုမျိုးလေးလုပ်ရမယ်ပေါ့အတွေ့အကြုံကရှိပြီးသားဆိုတော့ဘယ်ချိန်ညဘယ်လိုလုပ်ရင်ဒီ assignment ဘယ်လိုပြီးမယ်ပေါ့နော်အဲ့လိုမျိုးရှိတယ်ပြီးတော့ဒီမှာကျတော့အမျိုးစာပြီးကောက်ရတာရှိတယ်ပေါ့နော်ကိုတိုင်းဒီ hotel နဲ့ပတ်သက်တဲ့အရာတွေအဲ့လိုမျိုးဟာတွေကိုကိုခေါင်းစဉ်တွေထောက်ကိုစာပြီးတွေလုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုတကယ်လို့အမျိုးလုံနိုင်တယ်ဆိုလို့ရှိရင်တော့ဒါဒီ DV ကြိုင်းရင်တော့အဆင်ပြေရဲ့ဒါပေမဲ့အမျိုးညီမရဲ့ recommend နေနေရကြတော့ higher diploma ကိုအရင် join စီခြင်းတယ်ပေါ့နော် internship လည်းပါတဲ့ဟာလေးကိုတော့ recommend ပေးပါတယ်ဟုတ်ညီမလေးကျေးဇူးပါအဲ့တော့ဒါကတော့ညီမရဲ့အခုလက်ရှိလဲ bachelor degree တက်နေပြီပေါ့နော်အဲ့တော့ bachelor degree ပြီးရဲ့အချိန်မှာရောညီမလေးအနေနဲ့ကိုယ့်ရဲ့ future career အနေနဲ့ဘယ်လိုမျိုးဘယ်ထဲကိုသွားချင်လဲပေါ့နော်ညီမလေးဒီစင်ကာပူမှာပဲလုပ်မှာလားဒါမှမဟုတ်ညီမနိုင်ငံကကိုယ့်ရဲ့ business ကိုပဲဆက်ပြီးတော့ဆက် grow လုပ်မှာလားပေါ့နော်အဲ့ဒါလေးလည်း sharing လုပ်ပေးပါအောင်ညီမလေးညီမကတော့ဒီမှာအပွဲရပြီးသွားပြီဆိုလို့ရှိရင်တော့ညီမဒီကနေပြီးတော့စင်ကာပူမှာပဲအလုပ် join ပြဖို့တော့များတယ်အဲ့ဒီမှာပဲစင်ကာပူမှာအလုပ်လုပ်ပြီးတော့မှကိုဒီလောက်ကနေပြီးတော့ကိုအတွေ့အကြုံတွေအများကြီးလိုချင်သေးရပေါ့နော်ဟုတ်ဒါညီမလေးကိုနောက်ပိုင်းကိုပိုင်စီးပွားရေးလုပ်ဖို့အတွက်ကိုဒါအရင်ဆုံးစင်ကာပူမှာပဲဒါအတွေ့အကြုံတွေယူပြီးတော့သူတို့ရဲ့သူတို့ရဲ့ standard ပေါ့နော်သူတို့ဒီမှာသင်သုံးနေတဲ့ standard တွေသူတို့ရဲ့ဘယ်လိုမျိုးလုပ်တဲ့ပုံတွေပေါ့အဲ့ဒါလေးလေ့လာပြီးတော့မှဒါညီမလေးရဲ့ကိုပိုင် business ကိုဆက်သွားဖို့အတွက်ကိုယ့်ရဲ့ future plan ပေါ့နော်အဲ့တော့အခုဒါညီမလေးဒါညီမလေးရဲ့လက်ရှိhigher diploma နဲ့အခု bachelor degree ကိုတက်နေတဲ့ဒါအတွေ့အကြုံလေးပေါ့နော်အဲ့တော့ဒီညီမတို့ဒီ Zoom ထဲမှာလည်းပေါ့နော် tourism ကိုတက်ချင်တဲ့ကျောင်းသားလေးရှိရပေါ့နော်အဲ့တော့သူတို့ပေါ့ညီမလေးအနေနဲ့ဘယ်လိုမျိုးအကြံဉာဏ်လေးပေးချင်လဲပေါ့နော်ဒီညီမလေးရဲ့ junior ကလေးတွေအတွက်ပေါ့နော်ညီမတော့တကယ်လို့ဒါ tourism join မယ်ဆိုလို့ရှိရင်ပေါ့နော်အခုအချိန်မှာဒီ hotel နဲ့ပတ်သက်တာလည်းအလုပ်တွေကလည်းအရင်များလာတယ်ပေါ့နော်အခွင့်အလမ်းတွေလည်းအများကြီးရှိတယ်ပြီးတော့ကိုတကယ်လို့ဝါသနာပါတယ်ဆိုလို့ရှိရင်တော့တက်စီခြင်းတယ်ပေါ့နော်လည်းဘယ်လိုပြောမလဲဒီ hotel လောက်ကကြတော့ကိုရုံးထိုင်အလုံးလုံးမဟုတ်တဲ့အတွက်ကြောင့်မို့လို့အကုန်လုံးနဲ့အမျိုးပေါင်းသင်းဆက်ဆံရေးဆိုလဲအကုန်လုံးနဲ့အဆင်ပြေနိုင်တယ်ပေါ့နော် communication လည်းကောင်းလာနိုင်တယ်ဘယ်လိုပြောမလဲကိုအတွက်စိတ်ဝင်စားရဆိုလို့ရှိရင်တော့ hospitality ကို join စီခြင်းပါတယ်ပြီးတော့တကယ်လို့ join မယ်ဆိုလို့ရှိရင်လည်းဒီ higher diploma ကို internship ပါတဲ့ program လေးကိုတော့ join စီခြင်းပါတယ်ဟုတ်ကဲ့ပါဒီနေ့ပြည့်စုံလေးနဲ့ညီမလေးရဲ့ experience တွေလည်း share ပေးသွားရတယ်မဆာရာတို့ဒီကူညီတဲ့ဟာလည်း share ပေးသွားတယ်မတို့အကြောင်းရဲ့ information လည်းတခြား share ပေးရတဲ့ဒီနေ့ညီမလေးချိန်ပေးပြီးတော့မတို့ကူညီပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီနေ့တင်ပါတယ်မောင်လေးညီမလေးစီရတယ်ညီမလေးရဲ့ advice တွေလည်းသူတို့တခြားကြားသွားတာပေါ့နော်ညီမလေးရဲ့ဒီ real experience ပေါ့ဘာလို့မတို့ဟာကြီးပဲပြောရဲဆိုလို့ရှင်ကြားရတာတခါကြားရရှင်ကျောင်းသားတွေအနေနဲ့ဒါပို့ပြောရလို့လည်းဖြစ်မှာဆိုလို့ပေါ့နော်အဲကြောင့်ဒီကျောင်းသားမတို့ဖိတ်ပြီးတော့sharing လုပ်ပေးရပါတော့ညီမလေးဒီနေ့ချိန်ပေးပြီးတော့အမတို့ချိန်ပေးပေးတဲ့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်အမရပါတယ်ဟုတ်ကျေးဇူးပါညီမလေးဟုတ်ကျေးဇူးပါအမဟုတ်
ဆိုရင်တော့ဒီနေ့အမတို့ရဲ့ပေါ့နော် presentation လေးလည်းအမတို့ပြီးသွားရပေါ့နော်ပြီးရင်ဒါအကြောင်းသားရဲ့အမတို့ဒီအခုလက်ရှိတက်နေတဲ့အကြောင်းသူလေးရဲ့သူရဲ့ sharing session လည်းအမတို့ပြီးသွားပြီပေါ့နော်အဲ့တော့အခုကတော့အမတို့ Q&A session လေးဆက်ပြီးတော့သွားပါမယ်အဲ့တော့မောင်လေးညီမလေးတို့ဒီတယောက်ချင်းစီတိုင်းကကြတော့ဒီ education background တွေမတူကြသလိုကိုစိတ်ဝင်စားတဲ့ program တွေလည်းမတူကြဘူးပေါ့နော်အဲ့တော့အဲ့ပေါ်မှာမူတည်ပြီးတော့အမတို့တယောက်ချင်းစီပေါ့နော်အဲ့လိုမျိုး voice နဲ့အမတို့ဒီ unmute လုပ်ပြီးတော့လည်းမေးလို့ရတယ်လို့ပြောအဲ့လိုပေါ့နော်စကားသိမပြောချင်ဘူးဆိုလို့ရှင်လည်းအမတို့ဒီ chat box ကနေပြီးတော့ကိုစိတ်ဝင်စားတဲ့ program ကိုရဲ့ education background ပေါ့နော်အဲ့ဒါလေးတွေကိုအမတို့မေးခွန်းလေးစပြီးတော့မေးလို့ရပါပြီဟုတ်ကျေးဇူးတင်ပါတယ်ဒီမှာတော့မေးခွန်းလေးတက်လာတယ်အမ recording ပိတ်လိုက်ရမလား